ဘာလို့မရမှာတော့အဲ့ကောင်လုံးကပေါ်တော့အားပေးကြသေးရပဲကွာငါတို့တီတီခံကြရဲဆိုပေါ်တော့အားပေးအောင်မယ်ကျွန်တော်ကြော်စင်ဟင်းရဲ့ကိုကျင်းသိဟောပါခင်းမစိုးကြောက်မစိုးအဝါစားဟုတ်တယ်ပြပြပဲအာကြိုက်ပြီကွာငါကတော့ဟိုကောင်ကြော်စင်ဟင်းလို့အလကားရတဲ့တစ်ပြက်တစ်ပြက်ခွာစားမှာတော့မဟုတ်ဘူးအေးစေးတီတီငိမ့်လေးနဲ့ gentleman ဆန်ဆန်လေးစားမယ်ကွာခဏကိုကြီးကိုပြောတော့နေမကောင်းဆိုဟုတ်တယ်မဟုတ်ဘူးငါဆောင်းနေတော့တွေ့မလို့အဲ့သူသက်လွတ်လိုက်တာမင်းပါတော့ကြော်စင်ဟင်းရဲ့မန်နေဂျာလားဟုတ်တယ်လေခါရရှူတင်တော့မင်းပါလားပါလေသူတစ်ခါရရင်ဘယ်လောက်ကြာတော့၄၅6နိုင် Seafood City ကိုတော့ကျွန်တော်အကိုဆိုတဲ့ကောင်လွတ်လိုက်ပါပြီဒီကောင်ဘာတွေတလွဲတချော်ဖြစ်မလဲစောင့်ကြည့်ပါအောင်ခင်ဗျာသိကြတာတော့ဒီကောင်ကျွန်တော်လောက်မချောပါဘူးဟုတ်တယ်မလားမင်္ဂလာပါရှင်ကိုကျော်စင်းနဲ့ရုပ်စင်နေနော် တူတာနေမှာပါကိုကျော်စင်းရဲ့ပေါ်တော်တော်နဲ့မင်္ဂလာပါကျွန်တော်ကြော်စင်ဟင်းရဲ့အကိုကျင်းသိရောပါဟုတ်ကဲ့ကိုကျော်စင်းဟင်းရောအဲ့ကောင်အစားတွေအများကြီးစားရကြီးပန်းနေတယ်ဒီနေ့ကြော်ညာတော့မလာနိုင်ဘူးအားကြောင့်ဒီ Seafood City ကိုသူ့အစားကလာရိုက်ပေးတယ်ဟုတ်ကိုရိုက်လို့စီဒီပါမလားပိတ်သက်တွေကကိုကျော်စင်းဟင်းကိုပဲသိရဆိုတော့လေဘာလို့မရမှာတော့အဲ့ကောင်လုံးကပေါ်တော့အားပေးကြသေးရပဲကွာငါတို့တီတီခံကြရဲဆိုပေါ်တော့အားပေးအောင်မယ်ဟုတ်တယ်မလားဟုတ်ကဲ့ဒီမှာလေးကြော်ရောဘလို့အားပေးမလဲကိုရိုးပဲအားပေးမှာပေါ့ဒီမှာလေးရောကိုရိုးပဲအားပေးမှာပေါ့အေးအဲ့လိုလုပ်ပါဒီတစ်ခါတော့ညီမတို့က luxury package လေးကြော်ညာခိုင်းစီခြင်းနဲ့ luxury package ဟုတ်ကိုဘာတွေကွာလို့လဲသူကကင်းပုစုံတော့ကြောက်ပုစုံလို့ပါတယ်အဝါစားဘူးဖေးပဲကင်းမစိုးကြောက်မစိုးအဝါစားဟုတ်တယ်ဘူးဖေးပဲအာကြိုက်ပြီကွာကင်းမစိုး၄កောင်နဲ့ကြောက်မစိုး၄កောင်ဟုတ်ကဲ့ပါကမာပါလားကမာလည်းပါပါတယ်ဗျာကမာလေး၄កောင်ခိုင်းတယ်ဟုတ်ကဲ့ပါကိုဟုတ်ဒီလေဒီကင်းမစိုးကအကောင်လိုက်ကင်ပေးလို့ရလားကင်းမိပါတယ်ကမာလေးကင်လို့ရတယ်နော်ရတယ်ဟုတ်ကဲ့ဗျာကျေးဇူးတင်ပါတယ်ကိုကြီးနဲ့ကိုကျော်တင်ဟင်းများညီကိုအရင်တွေလားဟုတ်တယ်ညီကိုအရင်နေဘာလို့လဲသူကကြောက်ပေါ်တော်ကြီးနော်ဟုတ်တယ်ပေါ်တော်နဲ့အဲ့ကောင်အစားရည်လည်းအရင်စားတာကိုကြီးရောဘယ်လိုမြင်လဲကိုကြီးကြောင်တောင်တောင်နဲ့ဟာအဲ့လိုပြောအောင်လေအဲ့တဲ့ကိုပြောပါသေးရပါတယ် Seafood City ရဲ့ luxury package ကြီးကိုစပြီးတော့စားပါတော့မယ်ခင်ဗျာကင်းမစုံအကောင်လိုက်တီးမယ်ကွာကျွန်တော်တော့မခွာတော့ဘူးကင်းမစုံခွာနေတော့လေကမာကင်လေးဆွဲလိုက်မယ်တော်တော့အရသာရှိတယ်ဟာအစိမ်းလည်းကောင်းတယ်ပြောတယ်အစိမ်းတော့မစားဘူးသေးဘူးစားပြီးလေးထက်6កောင်အဲ့ဒါ10កောင်တော့မာလိုက်မယ်ကင်းမစုံတီးပြီကွာစားကြလို့တော့မဟုတ်ပါဘူးကွာဟိုပါငါညီကြော်စင်ဟင်းအတွက်စားပေးတယ်โอ้ကင်းမစုံဒီထက်တစ်ဝက်လောက်ပဲကြီးမယ်ထင်တယ်တစ်ကောင်နဲ့1000ဝဲတဲ့အဲ့မှာ၄កောင်နဲ့တင်တသိန်းပြည့်နေဘူးဒီမှာတိုက်တော့လာစားလာထနောက်တစ်ကောင်ဗျာကိုလည်းမထူးပါဘူးကိုညီလိုပဲဟဲ့အောင်ငါသူနဲ့တူအောင်တယောက်ဆောင်ပြတာโอ้ကဲကမနောက်တစ်ပွဲလာပြီဗျာကမနောက်တစ်ပွဲဟာပူပူလေးစားမှကောင်းမယ်နဲ့โอ้ my ကောင်းလိုက်ကြရော့ထပ်မအောင်မယ်ကဲနောက်ဆုံးတစ်ကောင်ကွာဟမ်ပါပြအောင်လောက်ပါနဲ့ဟိုသွားလိမ့်မယ်ဒါအကောင်30လောက်စားလိုက်ဟိုသွားမှာနော်ကဲကြောက်ပစုံလေးกินလိုက်မယ်ဟုတ်မာလာရည်လေးနဲ့ရော့ကွာကြောက်ပစုံလေးကိုမာလာရည်လေးထည့်ရော့အော်ဂျယ်လီလုံးလေးကြာနေတယ်ငါတော့နည်းနည်းပေါ့တယ်ဆက်ပြီးပါမယ်ရှင်ဟုတ်ပြန်ဆက်ပြီးပါမယ်ဟုတ်ရကိုရနေရောက်လာဟိုကောင်ရိုက်နေရလားရိုက်နေပါခြေတွေကောင်းလားကောင်းတယ်ကိုကြီးကိုပြောတော့နေမကောင်းဆိုဟုတ်တယ်မဟုတ်ငါဆောင်းနေတော့တွေ့မလို့အဲ့သူသက်လွတ်လိုက်တာဟိုကန10သိန်းတော့ခဏပြေးတမ်းပါအောင်မသူတော့ပြီးသွားတယ်ဆက်သိန်းတော့တောင်းပေးရမှာလားမဟုတ်ဘူးနင်းနေကခဏချီးလာအဲ့လိုသူတိသွားမှာဆိုလို့ပါဆိုခဏဆောင်လေးတောက်လိုက်အေးကဲဒီနေ့ကျွန်တော်ကတော့အများကြီးမစားခဲ့ဘူးဗျာကင်းပစုံ6កောင်ကမာ12កောင်ကြောက်ပစုံက8កောင်ဆယ်မွန်2ပွဲဒါပါပဲကျွန်တော်တွေကတော့ခဏနေမှာဆက်စားလိုက်အောင်မယ်ဟုတ်ပါဘူးပြန်တော့မယ်တလားပထမဆုံးရိုက်တဲ့အေးငါဟာကပဲပြထိုးဆက်ထုတ်လိုက်မယ်